妈表的，抗议啊，没给服的，哎，骗哪着的，啊，得过来不嘛呀嘛。啊，第二日过妈妈过来约不到哩，哦，比较多表的，啊，都去干的，叫黑了你歪了我打嘞，买了啦。အဲ့ဒါသူတို့ခစ်လေအခုခစ်ကကြော်ဟင်းတို့နေဝင်းတို့ခစ်မှာမဟုတ်တော့တာ 啊，都把给了。 ဟာနေတိုးတို့ဝေဖြိုးတို့ခစ်လေမအင်း ကျွန်တော်ဒီအသက်အရွယ်ဒီမမရွေးပေးတဲ့အဲ့လိုခလေးလိုအယုတ်အင်ကြီးဝင့်နေရတယ်ဆိုတော့ဗျာတဘာဝမကြတော့ဘူးဗျတဘာဝမကြတော့ဘူးဗျဟဲ့ဟုတ်ပြီပေါ့ဟိုလေငါပြောရတဲ့ဟာအဲ့ဒါအဖြေရပြီ ရှာပြီး ပါလေ ချစ်တယ် ဟမ်လွယ်တာ ဟမ် ဟောမဟုတ်ပါဘူးဟိုရင်အရန်ခုံကုန်ရတယ်လို့ပြောတာခဏရနော်ဟယ်လို ဟယ်လိုမမ အေးသားပြော ဟိုပါလေဒါမမဟိုတစ်ခေါက်ပြောတဲ့ကောင်မလေးကလေအတော့ချစ်တယ်တော့ဘာလို့ ဟမ်ဟဲ့ဘာလဲငါတို့ရက်ွက်တဲ့ဟိုတော့ကွက်ထော်ရဲ့သမီးလားဟဲ့ငါသူနဲ့ဆိုနင်းကိုလုံးဝသဘောမတူဘူးနော် ဟာမဟုတ်ပါဘူးမမဟိုနောက်တစ်ယောက်လေ အော်သိပြီဘာလဲဟိုသူ့ဖေးရလေဟိုတိုင်ငါးစီးကားငါးလုံးပိုင်နေတယောက်လား ဟာဟုတ်တယ် ဟဲ့သားအဲ့ဒါဂွင်ကြီးလေတခုပြန်ပြောလိုက်လေမင်း ဟောမမတော့ဘာပြောမှာတော့မပြောတတ်ဘူး ဟာနင်ကလည်းတုံးတာဟဲ့ပြောလိုက်နင်အရန်လာတယ်လို့ပြောလိုက် ဟုတ်ပြီငါပြောလိုက်မယ်နော်ဟာဆက်မနောက်မှပြန်ဆက်လိုက် ကျလို့ပြီးပါ အဲ့ပြောပြီးပါ ဘာပြော ဟိုပါလေငါအရန်လာတယ်မမဟေးဟိုလေဒါကောင်မလေးနဲ့တွေ့မလို့အဲ့ဒါမမကိုအင်ကြီးယူခိုင်းတာရပြီလား အေးရပြီလေရော့ဓမ္မပန်းအောင်လေးနော်ဝဝင်ရောက်စင်းလေးနဲ့မေတို့ခေတ်ကကြော်ဟိန်းတို့နေဝင်းတို့ဆိုတာဒါမျိုးဟိန်းနေပဲကိုတာရော့သွားလဲလိုက်တော့ ဟာမမရာကျွန်တော်ဒီအသက်အရွယ်ဒီမမရွေးပေးတဲ့အဲ့လိုခလေးလိုအယုတ်အင်ကြီးဝင့်နေရတယ်ဆိုတော့ဗျာတဘာဝမကြတော့ဘူးဗျတဘာဝမကြတော့ဘူးဗျ နားကြီးတာအဲ့ဒါလည်းနင်းမီနီမပဲပေါ့တော့ အာမီနီမောက်ကြိုက်တယ်ကျေးဇူးပဲနော်မမသွားပြီ တနေ့လာလဲဒီမီဂီမောက်ဝင်းလိုက်မီနီမောက်ဝင်းလိုက်ဒီနေ့လဲဘာဝင်းလာအောင်လည်းမသိပါဘူး ဟယ်လိုတယ်လေ ဩမီဂီမောက်ပဲဟာလေဟဲ့ဒီနေ့အဲ့ဒါပဲဝင်းတော့မှာဟဲ့တခါလာလဲဒီမီဂီမောက်ဝင်းလိုက်မီနီမောက်ဝင်းလိုက်နော်သူများတွေကထင်နေပြီဟိုမှာနင်းဘေးရတယ်ဒီအင်ကြီးတစ်ထည်ပဲရှိရတာဆိုရင်ငါမှတော့သိခါကြရတာဟဲ့ အာတဲ့ရလေဘာဖြစ်လို့လဲမီနီမောက်လှရလေဒီမှာ ဟာဒီစိမ်းဘလို့လောက်ပါလဲဟဲ့ကာတွန်းကြီးနဲ့ကလေးကလားနဲ့ဟာနင်းဟာကြီး အာတဲ့အဲ့လိုမပြောနဲ့နော်ငရဲကြီးလိုက် ဘာကြီးတငယ်ကြီးอ่ะ ဟာဒီအိမ်ကကိုမမားကိုယ်တိုင်ရွေးပေးတာလေဩပြီးတော့သူကပြောသေးတယ်ဟာသူတို့ခစ်ကားတဲ့ကြော်ဟင်းတို့နေဝင်းတို့ဝတ်တာတဲ့မိုက်တယ်လား အဲ့ဒါသူတို့ခစ်လေအခုခစ်ကကြော်ဟင်းတို့နေဝင်းတို့ခစ်မှာမဟုတ်တော့တာ အဲ့ဒါဘာခစ်လဲ ဟာနေတိုးတို့ဝေဖြိုးတို့ခစ်လေမအင်းချစ်သားရဲ့မပြောလိုက်ချင်ဘူးနော်ဟဲ့ဒီမှာတခါလေကိုဆုံးဖြတ်နေကိုခြာတန်းပါဟဲ့ဟာတော့လေဒီမမကိုစုံမဲချက်နဲ့ကိုချမ်းပါတေးကြရနော် သိကြတယ် ပြီးတော့ဖုန်းဆက်လိုက် ဟဲ့အဲ့ဒါဘယ်လိုဆိုင် မမားစီလေ ဟဲ့နေကနေဆုံးဖြတ်နေနေခြခိုင်းတာလေ ဟာဟုတ်တယ်လေအခုမမားစီစပ်ဖို့အတွက်ကိုကကိုဆုံးဖြတ်ချက်ချလိုက်တာလေ ဟာ ဒါလေးလာနော် โอ้ကြည့်ရတာပြင်းလာပြီဝဲတိုင်းတာလည်းမဟုတ်ဘူး6နိုင်လည်းထိုးတော့မယ်ဆိုလေတဲတို့ရုပ်ရှင်တာကြည့်ကြ ဟေးနော်6နိုင်ထိုးတော့ရုပ်ရှင် ဟာ6နာရီတောင်ထိုးတော့မယ်ရှင်ဟိုကောင်ပြန်မလာသေးဘူးဖုန်းဆက်ခေါ်ဦးမ ခဏဖုန်းလာဟယ်လိုမမ ဟယ်လိုအေးဟဲ့နင်ပြန်မလာသေးဘူးလား6နာရီတောင်ထိုးတော့မယ်လေနင်ဘယ်ချိန်ပြန်လာလို့ပြောတာငါနင်ကို schedule ဆွဲပေးတာ6နာရီဆိုအိမ်ပြန်ရောက်လေ မမရဲ့ဟိုကကောင်မလေးကရုပ်ရှင်ကြည့်တယ်လို့တဲ့ ဟာရုပ်ရှင်ကအရေးကြီးလားဟဲ့ခေါင်ကြီးကကစ်တာလည်းမဟုတ်ဘူးလေပြန်လာခဲ့အခုပြန်လာခဲ့လိုက်တော့နော်ဟိုကနောက်ကျနေလို့ရှင်နင်းကောင်မလေးကို live ပို့ခိုင်းလိုက်နော်ဒါပဲ ဖိုင်လေ တဲ့ဟိုကမမကပြောတယ်ခေါင်ကြီးကမကစ်ဘူးတဲ့အဲ့ဒါပြန်လာတော့တဲ့အဲ့ဒါတဲကိုလိုက်ဖို့မှရတော့
拿积木了，拿积木了。 ရှင်းကိစ္စကြီးကတောက်ရင်းမပါတော့ဘူးဟာတော့ရှင်းကြည့်လို့မရလေကျမကသွားကြည့်မယ်ဟာ ဟာမလုပ်ပါနဲ့တဲ့ဟာတခုလည်းရှိရဟဲ့ပါလေစိတ်မချရဘူးမမအောင်ကခေါ်ခဲ့လိုက်မယ်လေရုပ်ရှင် မမအောင်ကခေါ်ခဲ့လိုက်မယ်ရုပ်ရှင် မလေးကျမသားလေးနေမကောင်းဖြစ်နေဟလားဩဟဲ့ယောက်ျားကျမတို့နောက်တစ်ပတ်ကျရင်ရက်ချင်းပြည့်ပြီနော်ကလေးကိုစေးကမ်းပြရတော့ပြန်ပြီ စေးကန်းလား အဲ့ဒါဟိုမိမကိုယ့်ကိုသွားလိုက်လေနော် ဟမ်ဘာကိစ္စလဲရှင်ကဘာလို့မှလည်းမရှိဘူး ဟိုဟာမဟုတ်ဘူးမမကပြောရတယ်ကိုစေးရုံတွေပါရသွားရင်ယောဂတွေကူးမှာဆိုလို့တဲ့အဲ့ဒါကြောင့် အော်အဲ့တော့ကလေးကူးမှဆိုလို့ ဟုတ်တယ် အဲ့ကျမရော တီးဦးလေတီးဦးလေ ပြီးပြီ ပြန်မနဲ့ပူရကွာကိုနိုင်ကမမဘွိုင်းနေတော့ငါတို့ကမမဘွိုင်းမဟုတ်ပဲမမဘွိုင်းကိုရိုက်နေရတယ်ဟာ မင်းကလည်းဒါတော့ကွာ entertainment ဥသွားစားမယ်ဟိုချေးမယ်လောက်လောက်ပြီးကျိုက်တယ်သားမယ်တိုင်းအဲ့ဒါဟမ် ခဏနော်ဖုန်းလာ ဒီစေးလား ဟယ်လို ဟယ်လိုပေါ့စီလားဘာလုပ်နေလဲ ဟုတ်ဟိုဟာမဟုတ်တငယ်ချင်းနဲ့ဗီဒီယိုရိုက်နေတာအပြီးရင်ဘာ ဘာလဲလာငါနဲ့ဈေးလိုက်ခဲ့ ဟုတ်ကဲ့ဟုတ်ကဲ့ ချက်တော့မှယူခဲ့နော် ဟုတ် အေးဒါပဲ ငါတို့ကမမဘွိုင်းမဟုတ်ဘူးမမဘွိုင်းကိုရိုက်နေရတယ်ဟာ သွားမလား let's go ဟုတ်ကဲ့ကွာအလုပ်အရေးကြီးအလုပ်ပေးကြတယ် အားရအလုပ်ပြီးသွားပြီ ဟုတ်အရေးကြီးရတာနည်းနည်း တော့တောက်မယ်လေ ပြီးမှနောက်မှတော့ အားရ ဟဲ့ချင်းတော့လေးချက်နောက်မှတော့နော်